အားလုံးပဲမင်္ဂလာပါဒီကနေ့ March လ3ရက်နေ့ American နဲ့ Israel ပေါင်းတပ်ဖွဲ့တွေရဲ့ Iran နိုင်ငံကိုစားတင်တိုက်ခိုက်တာဒီနေ့နဲ့ဆိုရင်စတုတ္ထမြောက်နေ့ဖြစ်ပါတယ်နောက်ဆုံးရစစ်ရေးအခြေအနေကမ္ဘာနိုင်ငံတွေရဲ့တုံ့ပြန်မှုနဲ့ဒီစစ်ပွဲရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုအသေးစိတ်ဒီနေ့မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲကူရှိနေတဲ့နေရာတည်တည်မှာကျမ်းမာပြီးကင်းကြပါစေလို့ကျွန်တော်ဒီနေရာကနေအရင်ဆုံးဆုတောင်းမြတ်တာပို့ပါရဗျာNext generation ဟုတ်ပြီဒီကနေ့ March လ3ရက်နေ့ဟာ American နဲ့ Israel ပူးပေါင်းပြီးတော့မှ Iran နိုင်ငံကိုစတင်တိုက်ခိုက်တာစတုတ္ထမြောက်နေ့ဖြစ်ပါတယ်ဒီစစ်ပွဲဟာဆိုလို့ရှိရင်နေ့စဉ်နဲ့အမျှပုံမပြင်းထန်လာပြီးတော့မှအရှိအလဲပိုင်းဒေတာတစ်ခုလုံးကိုမီးလောင်တောက်စေတာဖြစ်ပါတယ်ဒီကနေ့မနေ့ပိုင်းအထိနောက်ဆုံးရသတင်းအရဆိုရင်ဒေတာအတွင်းတင်းမာမှုဟာအဆုံးစွန်အထိရောက်ရှိနေပါပြီတီဟီရန်မြို့လေကောင်မှာပောက်ကွဲတံတွေပါရှန်ပင်လေကွေ့ဒေတာတွေမှာရေနံချက်စစ်ရုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေလေဘနွန်နိုင်ငံကဟက်ဇ်ဘူလာတွေကိုထပ်မံဘုံကျဲတာတွေအထိဒေတာတစ်ခုလုံးငရဲပြီးအတွင်ဆောင်နေတာဖြစ်ပါတယ်ဒီကနေ့သတင်းမှာတော့နောက်ဆုံးရစစ်ရေးအခြေအနေတွေကိုဒီနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Israel စစ်တပ်ကဒီမနေ့ပိုင်းမှာပဲတီဟီရန်မြို့က Evanate Herbert ဆိုတဲ့ဒီရက်ကွက်ကိုချစ်ချင်းထွက်ခွာကြဖို့တတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်။ဒီတတိပေးချက်ထုတ်ပြန်ပြီးနာရီပိုင်းကြာမှာပဲတီဟီရန်မြို့အတွင်းမှာနေရာတော်တော်များများဘုံကျဲတံတွေထပ်မံကြားလိုက်ရတာဖြစ်ပါတယ်။ဒါကတော့ Israel ရဲ့ကြီးမားတဲ့ဒုတိယလိုင်းဘုံကျဲတိုက်ခိုက်မှုအီရန်မှာကြုံတွေ့နေရတာဖြစ်ပါတယ်။ပြစ်မှတ်တွေထဲမှာဆိုရင်အီရန်နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန IRIB ရဲ့ရုံးချုပ်နဲ့စတူဒီယိုတွေလည်းပါဝင်နေပါတယ်လို့သိရပါတယ်။ Israel စစ်တပ်ကဒီနေရာကိုအကြမ်းဖက်အီရန်အစိုးရရဲ့ဝါဒဖြန့်ချိရေးဗဟုဌာနလို့ခေါ်ဆိုပြီးတော့မှဖျက်ဆီးပစ်ခဲ့တယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့အီရန်ဘက်ကတော့ရုပ်သံလွှင့်ဌာနကလဲပတ်မှုတွေပုံမှန်အတိုင်းရှိနေတယ်လို့လည်းသူတို့ဘက်ကနေပြန်လည်ပြောဆိုထားတာဖြစ်ပါတယ်။တစ်ဖက်ကနေလည်းအီရန်ကလက်တုံ့ပြန်တဲ့အနေနဲ့ Israel နိုင်ငံကိုဒုံးကျည်အမြောက်အများထပ်မံပစ်ခတ်ခဲ့ပါတယ်။ Israel စစ်တပ်ရဲ့ပြောကြားချက်အရ Jerusalem မြို့အပါအဝင်နေရာတော်တော်များများကိုပြစ်မှတ်ထားခံရပြီးတော့မှ Israel ရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေကကြားဖြတ်ပစ်ချခဲ့ရတယ်လို့သိရပါတယ်။ဒါဟာ February 28 ရက်နေ့က American နဲ့ Israel ပူးပေါင်းစစ်ဆင်ရေးအတွင်းမှာ Iran နိုင်ငံရဲ့အထွတ်အထိပ်ခေါင်းဆောင် Ayatollah Khamenei တည်ဆုံးခဲ့ရမှုရဲ့အပေါ်မှာစစ်လက်တုံ့ပြန်တာလည်းဖြစ်ပါတယ်။ဒီစစ်ပွဲရဲ့စစ်မီးဟာဆိုလို့ရှိရင် Iran နဲ့ Israel အမေရိကအတွင်းမှာပဲရပ်တန့်မနေပါဘူး။ပင်လယ်ကွေ့နိုင်ငံတွေစီကိုပါကူးစစ်လာပါတယ်။ Saudi Arabia နိုင်ငံEurope မြို့ကအမေရိကန်တန်ယုံကို drone 2 စင်းဒီကနေ့မနေ့ကဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့မှမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ဂါတာနိုင်ငံကလည်းပစ်ခတ်လာတဲ့ဒုံးကျည်2စင်းကိုကြားဖြတ်ပစ်ချခဲ့ရပြီးတော့မှမိမိတို့ရဲ့အရေးတံငွေထုတ်လုပ်မှု LNG production ကိုခက်တရပ်နာထားရတယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုအတွက်တာဝန်ရှိကြောင်းအီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ကကြီးညာခဲ့ပြီးတော့မှ Saudi နဲ့ UAE ကရေနံချက်စစ်ရုံတွေကိုလည်းပြစ်မှတ်ထားခဲ့တယ်လို့ဆိုပါတယ်။ဒီစစ်ပွဲမှာဆိုလို့ရှိရင်ဒေသတွင်းကမဟာမိတ်အဖွဲ့တွေလည်းတိုက်ပွဲထဲမှာပါဝင်လာပါပြီ။အီရန်ကြောထောက်နောက်ခံပြုဟက်ဇ်ဘူလာအဖွဲ့ကလေဘနွန်ကနေ Israel ကိုဒုံးကျည်တွေနဲ့ထပ်မံပစ်ခတ်ခဲ့ပါတယ်။ဒါကြောင့် Israel ဘက်ကရေဘွတ်မြို့ကဟက်ဇ်ဘူလာစစ်ဌာနချုပ်တွေနဲ့လက်နက်တိုက်တွေလို့ယူဆရတဲ့နေရာတွေကိုချက်ချင်းပဲလေကြောင်းကနေပြန်လည်ပြီးမှတိုက်ခိုက်ပုံကျဲခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမတိုင်ခင်မှာ Israel ကလေဘနွန်တောင်ပိုင်းကရွာပေါင်း90နီးပါးကိုချက်ချင်းပဲစွန့်ခွာကြဖို့တတိပေးစာထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ဒီစစ်ပွဲနဲ့ပတ်သက်လို့ကမ္ဘာအတိုင်းအဝိုင်းကစိုးရိမ်မကင်းဖြစ်နေကြပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကချက်ချင်းပဲပြစ်ခတ်တိုက်ခိုက်မှုတွေရက်စဲပြီးတော့မှစစ်စနေနိုင်ရေးစပွဲစီပြန်လဲတွားရောက်ကြဖို့တိုက်တွန်းထားပါတယ်။ရုရှားနိုင်ငံကတော့ဒီတိုက်ခိုက်မှုကိုနိုင်ငံအချို့အခြားအာဏာကိုချိုးဖောက်တဲ့လုပ်ရက်လို့ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီးတော့မှဥရောပသမဂ္ဂလည်းအရက်သားတွေကိုအကာအကွယ်ပေးဖို့နဲ့သီးခံဖို့တိုက်တွန်းထားပါတယ်။ American သမ္မတ Donald Trump ကတော့ဒီစစ်စင်ရေးရဲ့ရည်မှန်းချက်ကိုရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ အီရန်ရဲ့ဒုံးကျည်အစွမ်းတက်တီကိုဖျက်ဆီးပစ်ဖို့ရေတပ်ကိုချေမှုန်းဖို့နဲ့နျူကလ িয়ার လက်နက်မရနိုင်အောင်တားဆီးဖို့ဖြစ်တယ်လို့ဆိုပါတယ်။ American စစ်တပ်ရဲ့ထုတ်ပြန်ချက်အရပထမ48နာရီအတွင်းမှာတင်အီရန်နိုင်ငံတွင်းကပြစ်မှတ်ပေါင်း1250ကျော်ကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တပည့်မှာလည်းအီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကဘူချုပ်တအုပ်ကကမ္ဘာရေနံ20%ဖြတ်တန်းသွားလာတဲ့
ဟိုမုတ်ကြီးလက်ကြားကိုဖျက်တမ်းမဲ့တင်းဘောတိုင်းကိုမီးရှို့ပြက်မယ်လို့ချင်းချောက်ထားပါတယ်ဒါကြောင့်ကမ္ဘာရေနံဈေးဟာစစ်ပွဲမစခင်ကလေးကမြင့်တက်နေပြီးတော့မှနောက်ထပ်စစ်လက်မြင့်တက်နိုင်တယ်လို့သိကျွမ်းသူတွေကသုံးသပ်ထားကြပါတယ်ကျွန်တော်ဒီစစ်ပွဲလက်ရှိအခြေအနေဟာဆိုလို့ရှိရင်အလွန်ပဲဆိုးရွားလွန်းတာဖြစ်ပါတယ်အရှိအလဲပိုင်းဟာယမန်နှစ်ထက်ဒီကနေ့ပိုပြီးတော့မှမီးလောင်နေပါတယ်အပြက်ခက်ရက်စဲရေးဆိုတဲ့မျောလင့်ချက်ဟာဆိုလို့ရှိရင်ဝေးကွာလာပြီးတော့မှနိုင်ငံတကာရဲ့တန်တမန်ရေးကြိုးပမ်းမှုတွေကလည်းလက်ရှိမှာအားနေလာပါတယ်ဒီစစ်ပွဲဟာဒီတာအတွင်းမှာပဲရပ်တန့်မှာလားဒါမှမဟုတ်ကမ္ဘာအင်အားကြီးနိုင်ငံတွေပါဝင်လာမဲ့ပုံမကြီးမားတဲ့ပဏိပခစီကိုဥတီတွားမလားဆိုတာကိုတော့လာမဲ့နာရီပိုင်းရက်ပိုင်းအတွင်းမှာပဲဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်ဟုတ်ပြီအားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့သတင်းသင်စင်မှုကတော့ဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်ပေးပါရစေနောက်ဗီဒီယိုအသစ်တွေမှာအားလုံးပြန်လည်ပြီးတော့မှဆုံးကြရအောင်နော်